哦，那这家伙，刚刚一就波比了地，把别了，都说老干啥呀的，不话毛糊，干别的样的，进那家的不话说，哎呀哈干包嘛不地呢，干没洗了先，爸妈没要，都是嘛，不老老钱老嘛没要，喏，路边嘛都养歪老呀啦，毛糊水菜都话都碰老呀啦，毛糊那边嘛，哎，那都干别的里头没对吧？那边嘛的咯，哎，那边个那这个，不老讲地的路表呀东西。那的呀，လူနဲ့မတူဘူးဖြစ်ပေါ်လာတဲ့ဘဝတစ်ခုမှာသူတို့ရဲ့နတ်သက်တမ်းတစ်လျှောက်လုံးမှာဝတ်ထားတဲ့အဝတ်လည်းဘယ်တော့မှဖော့ရတယ်မရှိပန်ထားတဲ့ပန်းလေးတွေကလည်းဘယ်တော့မှနွမ်းသွားတယ်မရှိနတ်တွေဟိုပူလို့အဲ့လိုချွေးထွက်တာဆိုတာလည်းမရှိဘူးနတ်ခန္ဓာကိုအများတန်းတန့်စင်တန့်ပြန့်နေတာပဲဒါနတ်ပြည်မှာပေါင်တာတို့ကလည်းလိုမယ်မထင်ဘူးရေမွေးတို့ကလည်းလိုမယ်မထင်ဘူးနော်တဘာဝကိုကတန့်ပြန့်နေတာသို့တော့နတ်တယောက်ဟာကံကုံတော့မယ်ဆိုရင်ဘာဖြစ်လာဝတ်ထားတဲ့အဝတ်တွေနွမ်းလာတယ်ပန်ထားတဲ့ပန်းလေးကလည်းညှိုးလာခန္ဓာကိုယ်ကလည်းခါတိုင်းလိုစိုးစိုးပြူးပြူးမဖြစ်ဘူးနည်းနည်းမွဲချောက်ချောက်ကလေးဖြစ်လာဂျိုင်းကြားကလည်းချွေးလေးတွေပါလေးတွေစို့လာတယ်ဒါကသူကဆိုင်းပြတာလို့ခေါ်တယ်ဆိုင်းပြလာလို့ရှိရင်တော့အဲ့တော့ medical check ကသွားလုပ်မနေနဲ့တော့မရတော့ဘူးเนาะ